Integral, let's open the door. အားလုံးပဲမင်္ဂလာပါဆရာတော့ဆရာရှောင်းမှာ integral ပါဆိုတော့ဆရာတို့ဒီနေ့ဗာပြောကြမလဲဆိုတော့ quadratic graph တွေကို Cartesian coordinate system တွေမှာဘယ်လိုမျိုး sketch လုပ်ကြမလဲဆိုတော့ nature ကိုဆရာတို့ပြောမှာပါဆိုတော့ Cartesian coordinate ဆိုတာဘာလဲကနေစပြောပါမယ် Cartesian coordinate ဆိုတာဆရာတို့အခုလက်ရှိသုံးနေတဲ့ x-y graph တွေကိုဆရာတို့ Cartesian coordinate လို့ခေါ်ပါတယ်အဲ့ Cartesian coordinate ဒီမှာဆရာတို့က graph ကို sketching လုပ်ပါမယ်အဲ့တော့ဆရာတို့ရှေ့မှာ graph တွေမဆွဲခဲ့ဘူးလားဆိုတော့ဆွဲခဲ့ပါတယ် graph တွေကိုဘယ်လိုဆွဲခဲ့တာအောင်ဆိုတော့ဆရာတို့ x value တွေကိုဆရာတို့ estimate လုပ်တယ်ပြီးတော့ y value တွေထည့်ပြီးတော့မှ y value တွေကိုဆရာတို့ equation နဲ့ထည့်ရေးတယ်ထည့်ရေးပြီးတော့မှဆရာတို့က graph ကိုဆွဲလိုက်တယ်အဲ့တော့ graph ကိုရှိသမျှ point တွေအကုန်လုံးနေရာချပြီးတော့ဆရာတို့ i point တွေကို light set ပေးလိုက်တယ်အဲ့ဒီခါကျတော့ graph ပုံတစ်ခုပေါ်လာတယ်ဒါပေမဲ့ဆရာတို့ IGCSE ရဲ့ college entries တွေ A level တွေမှာဆိုရင်တော့ဆရာတို့ graph ကို sketch လုပ်ခိုင်းလာပါတယ်အဲ့တော့ sketch လုပ်တယ်ဆိုတာဘာလဲဆိုတော့ဆရာတို့အရင်တော့လိုမျိုးအကုန်လုံးရှိသမျှ point တွေအကုန်လုံးလိုက်ရှာပြီးတော့အသေးစိတ်ထည့်ပေးစရာလိုလားဆိုတော့မလိုပါဘူးဆရာတို့ဘာလုပ်ဖို့လိုတာအောင်ဆိုတော့ကြတော့အဲ့ဒီ coordinate တွေကိုဆရာတို့ကအရေးကြီးတဲ့ coordinate တွေလောက်ကိုပဲဆရာတို့ရှာပြီးတော့ကျန်တဲ့ coordinate တွေကိုဆရာတို့မရှာဘဲနေမှာပါအဲ့တော့ဆရာတို့ဘာ coordinate တွေသိဖို့လိုလဲဆိုတော့ဆရာတို့graph ကိုဘယ်လို sketch လုပ်တယ်လဲဆိုတော့ဆရာတို့ဒီနေ့ step by step ပြောသွားမှာပါဆရာတို့ graph တွေကိုဘယ်လို sketch လုပ်မလဲ graph ကို sketch လုပ်ဖို့အတွက်ဆရာတို့ step 3ခုနဲ့လုပ်ပါမယ်ပထမတစ်ခုကတော့ shapes of graph တွေကိုဆရာတို့ assume လုပ်ပါမယ်ဒုတိယတစ်ခုကတော့ necessary coordinate တွေကိုဆရာတို့နေရာချပါမယ်နောက်ဆုံးတစ်ခုကတော့ဆရာတို့ i graph ကိုဆွဲမှာပေါ့ okay အဲ့ဒါဆိုရင်ဆရာတို့ coordinate shape တွေကိုဆရာဘယ်လို assume လုပ်မလဲเนาะဘယ်လို assume လုပ်မလဲဆိုတော့ပထမအဆုံးတစ်ချက်ဆရာတို့ graph တွေရဲ့x square လို့ခေါ်တဲ့ quadratic graph တွေရဲ့graph ရဲ့ပုံစံနှစ်ခုကိုဆရာတို့သိဖို့လိုပါတယ်အဲ့တော့ပထမပုံစံကတော့ plus x square graph လို့ခေါ်တဲ့ graph ပါအဲ့တော့ plus x square graph ဆိုတာက x square က plus ဖြစ်နေတဲ့ graph မှန်သမျှကိုပြောတာပါဆိုလို့ရ plus x square ဒါမှမဟုတ်လဲ plus 2x square ဒါမှမဟုတ်လဲ plus 4x square ဒါမှမဟုတ်လဲ plus 1/2x square ဒါမှမဟုတ်လဲ plus 3/2x square something like that ဒီ x square ရဲ့ရှေ့က coefficient တွေအကုန်လုံးအပေါင်းဖြစ်နေတဲ့ဟာတွေကိုဆရာတို့ကplus x square graph တွေလို့ခေါ်ပါမယ်အဲ့တော့ minus x square graph တွေကပါတယ်လေ minus x square graph ဆိုတာတော့ဘာတွေလဲဆိုတော့ minus x square minus 2x square minus 3/2x square something like that เนาะအဲ့လိုမျိုး graph တွေကိုဆရာတို့ဘာလို့ခေါ်တာအောင်ဆိုတော့ကြတော့ minus x square graph လို့ခေါ်တာပါအဲ့တော့ plus x square graph တွေမှာဆရာတို့ graph တွေကဘယ်လိုရှိတုံးဆိုတော့ opening upward ရှိပါတယ်ဆိုလို့ရင်ဆရာတို့ parabola ရဲ့ graph ကဘယ်လိုပုံစံပေါ်မှာတော့ဆိုတော့ဖန်ခွက်တစ်ခွက်ဒါမှမဟုတ်ရင် y ခွက်တစ်ခွက်ဒါမှမဟုတ်ရင်ဆရာတို့ bell shape ပုံစံခေါင်းလောင်းပုံစံရှိတဲ့graph တွေပေါ်မှာပါအဲ့တော့ U shape ပဲဖြစ် bell shape ဒီဥစ္စာကိုဆရာ U shape လို့ပြောလိုက်ပါမယ်ဒီဥစ္စာကို bell shape လို့ပြောလိုက်ပါမယ်အဲ့ဆို U shape ရှိတဲ့ graph တွေပဲဖြစ် bell shape ရှိတဲ့ graph တွေပဲဖြစ်ဆရာတို့ကအပေါ်မှာဘာပါတော့ဆို opening တစ်ခုပါပါတယ်အပေါက်တစ်ခုပါပါတယ်အဲ့အပေါက်ကအပေါ်မှာရှိမှာလားအောက်မှာရှိမှာလားကိုဆရာတို့ဆုံးဖြတ်တာပါအဲ့တော့ plus x square graph တွေကတော့ဘာမှရှိတုံးဆိုတော့opening ကအပေါက်ကအပေါ်မှာရှိပါတယ်เนาะအဲ့တော့ဆိုလို့ရ graph ကဘယ်လိုပုံစံပေါ်လို့ဆိုတော့ဒီလိုပုံစံပေါ်ပါတယ်အဲ့ဒါကိုဆရာတို့နာမည်ပေးလိုက်ပါမယ် U shape လို့ဆရာနာမည်ပေးလိုက်ပါမယ် okay နောက်ထပ်တစ်ခုကကြတော့ graph ကဘယ်လိုပုံစံပေါ်တာအောင်ဆိုတော့အမှောက်ခုံပေါ်တာအဲ့တော့မှောက်ခုံပေါ်တဲ့ graph တွေကိုဆရာက bell shape လို့နာမည်ပေးလိုက်ပါမယ်အဲ့တော့ U shape က plus x square graph ဖြစ်ပြီးတော့ bell shape ကတော့ minus x square graph တွေပေါ်မှာပါokay အဲ့ဆိုရင်ဆရာတို့က shape of the graph တွေကိုဆရာတို့ assume လုပ်ပြီးပြီဆိုတဲ့သဘောပေါ့ okay အဲ့ဆိုဆရာ shape of the graph တွေကို assume လုပ်ပြီးပြီဆိုရင်ဆရာတို့shape of the graph တွေကိုနားလည်ပြီးပြီဆိုဆရာအပေါ်မှာပေးထားတဲ့ y = x square plus 2x minus 3အတွက်ဆရာတို့ graph တွေရဲ့ shape ကို assume လုပ်ပါမယ်အဲ့တော့ဆရာဘာမှမပြောခင်မှာ video လေးကို pause ပြီးတော့အဲ့ဒီ y = x square plus 2x minus 3ဆိုတဲ့ graph ရဲ့ shape ကို assume လုပ်စေချင်ပါတယ်okay အဲ့ဆို assume လုပ်ပြီးပြီလို့ထင်ပါတယ်เนาะဆရာတို့ဘယ်လို shape မျိုးပေါ်မှာအောင်ဆိုတော့ plus x square graph ဖြစ်တဲ့အတွက်ဘာပေါ်မှာတော့ဆိုတော့ plus x square graph ဖြစ်တဲ့အတွက်ဆရာတို့ဘာပေါ်မှာတော့ဆိုတော့အဲ့ဒီကောင်က U shape ပေါ်မှာပါ yes U shape ပေါ်မှာပေါ့နော်အဲ့တော့ okay ဆရာတို့ graph က U shape ဆိုတော့ဆရာတို့သိခဲ့ပြီပေါ့ okay အဲ့ဆိုရင်ဆရာတို့နောက်တစ်ခုက
necessary coordinate တွေကိုဆရာတို့ identify လုပ်ပါမယ် okay အဲ့ဒါဆို necessary coordinate ဆိုတဲ့အခါမှာ necessary coordinate 3ခုရှိပါတယ်အမျိုးအစား3ခုပါเนาะအဲ့တော့ပထမအမျိုးအစားတော့ပါလဲဆိုတော့ x intercept x ကိုထိသွားတဲ့ graph ပါเนาะအဲ့တော့ဆရာဒီဘက်မှာ example တစ်ခုပေးထားပါတယ်ဘာ example လဲဆိုတော့ကြတော့ဆရာတို့plus a square graph တစ်ခုကိုဆရာ example ပေးထားပါတယ်အဲ့တော့ plus a square graph မှာ y intercept ဆို x intercept ဆိုတာဘာကိုပြောတာအောင်ဆိုတော့ x ကိုထိသွားတဲ့အမှတ်တွေကိုဆရာတို့ x intercept လို့ခေါ်ပါတယ် y is ကိုထိသွားတဲ့အမှတ်ကိုတော့ y intercept လို့ခေါ်ပါတယ်အဲ့ဆို x intercept ဆိုတာဘာလဲဆိုတော့ x intercept ဆိုတာက x ကိုထိသွားတဲ့အမှတ်တွေလို့ပြောတယ်အဲ့ဆို x ကိုထိသွားတဲ့အမှတ်ဆိုရင် x axis ကိုထိသွားတဲ့အမှတ်တွေကိုပြောတာပါအဲ့တော့ x axis ကိုထိသွားတဲ့အမှတ်တွေဆိုတာဘာလို့ပြောတာတော့ y က0လို့ပြောတာပါအဲ့ဒါကြောင့်ဆရာ x intercept ကိုရှာမယ်ဆိုရင်ဆရာတို့ y ကို0ထားပြီးရှာပါမယ်အဲ့ဆို0 is equal to x square plus 2x minus 3ဆိုရဲဆရာတို့ရဲ့လိုချင်တဲ့ graph ရဲ့ပုံစံမှာတုံ့ရထားပြီးတော့ y ကို0ထားပြီးတော့ဆရာဘာလုပ်လိုက်တော့ဆိုတော့ရေးလိုက်တယ်ပြီးရင်ဒီကောင်ကို factorize လုပ်မယ်ဒီကောင်ကို factorize လုပ်တဲ့အခါ x plus 3 into ဘာရမလို့ဆိုတော့ကြတော့ x minus 1 is equal to 0ရမယ်ဆရာတို့ factorization တွေကိုတော့ factorize လုပ်တဲ့ quadratic တွေကို factorize လုပ်တဲ့ problem တွေကိုတော့ဆရာတို့နောက်ဗီဒီယိုတွေမှာဆက်ပြီးပြောပြသွားပါမယ်အဲ့တော့ဒီဥစ္စာသာဖြစ်မယ်ဆိုရင်ဆရာဆက်ရှာရင် x is equal to -3 or x is equal to 1ရပါလိမ့်မယ် okay အဲ့တော့ဆရာတို့ x is equal to -3 နဲ့ x is equal to 1လို့ရသွားပြီဆိုတာနဲ့တပြိုင်နက်တည်းဆရာတို့ရဲ့ graph ကဘယ်မှာထိသွားတော့ဆိုတော့ x axis ကို-3နဲ့1မှာ graph ကထိသွားတယ်လို့ဆရာတို့ပြောနိုင်တာပေါ့ okay အဲ့ဒါဆိုရင်ဆရာ x intercept တွေရ the graph meets at x axis at x is equal to -3, 1မှာဆရာတို့ထိသွားတယ်လို့ပြောမယ် okay ဒုတိယတစ်ခုဆိုရင် y intercept ကိုရှာမယ် y intercept ကိုရှာရင်ထုံးစံတိုင်းပဲ y intercept ကိုရှာရင်ဆရာတို့ဘာဖြစ်မလို့ဆိုတော့ y intercept ကိုရှာရင်ဆရာတို့ဘယ်နေရာမှာထိသွားတာတော့ y axis မှာထိသွားတာ y axis မှာထိသွားရင် x က0ဖြစ်မှာပေါ့အဲ့ဆိုရင်ဆရာဒီ equation ရမှာပဲ x ကို0အစားသွင်းလိုက်ပါမယ်အဲ့ဆို0 plus 0 minus 3ဆိုရင် minus 3ဖြစ်ပါပေါ့အဲ့ဆို y ကိုဘာမှထိသွားတာတော့ minus 3မှာထိသွားတယ်လို့ဆရာတို့ပြောနိုင်တာပေါ့ the graph meet at y is at y is equal to -3 y is equal to -3မှာထိသွားတယ် okay အဲ့ဒါဆိုရင်ဆရာတို့နောက်ဆုံးတစ်ခုဘာကိုရှာမလို့ဆိုတော့ turning point ကိုရှာပါမယ်အဲ့တော့ turning point ကိုရှာတဲ့ method တွေအများကြီးရှိပါတယ်အဲ့ turning point တွေကိုရှာတဲ့ method တွေအများကြီးတွေကမှာဆရာကတော့ဘယ် method နဲ့ရှာမလို့ဆိုတော့ကြတော့ y is equal to ax square plus bx plus c ကိုဆရာဘာနဲ့ရှင်းကြည့်မအောင်ဆိုတော့ y is equal to x square plus 2x minus 3နဲ့ရှင်းကြည့်ပါမယ်ရှင်းကြည့်တဲ့အခါမှာ a is equal to 1ရမယ် b is equal to 2ရမယ် c is equal to -3 ရပါလိမ့်မယ်အဲ့ဒါဆိုရင်ဆရာတို့အဲ့ဒီမှာရှိနေတဲ့ turning point ကိုလိုချင် turning point ရဲ့ x coordinate အမှတ်ကလေးကဘယ်လောက်ဖြစ်မလို့ဆိုတော့ -b by 2a ဖြစ်ပါလိမ့်မယ်အဲ့ဆိုဆရာတို့က -b by b က2 by 2a ရဲ့ဆိုတော့2 multiply by 1ဆိုတော့ဒီကောင် -2 by 2ဆိုရင်ဆရာတို့ -1 ရပါလိမ့်မယ်အဲ့တော့ဆိုလို့ရ x က -1 လို့ပြောတယ်အဲ့ဆို x က -1 ကိုဆရာတို့ original equation ဒီ equation ရဲ့မှာဆရာဘာလုပ်မလဲဆိုတော့ထည့်ကြည့်ပါမယ်အဲ့ဆို y is equal to -1 the whole square plus 2 into -1 minus 3ဒါဖြစ်မယ်ဆိုရင်1 minus 2 minus 3ဆိုရင် minus 4ဖြစ်ပါလိမ့်မယ်အဲ့ဆိုဆရာတို့ turning point ကဘယ်လောက်ဖြစ်မလို့ဆိုတော့ -1, minus 4ဖြစ်ပါလိမ့်မယ်အဲ့ဒါကြောင့် turning point က -1, minus 4မှာဖြစ်မယ် okay အဲ့ဒါဆိုဆရာတို့ essential coordinate 3ခုလုံးကိုဆရာတို့ရှာပြီးပြီအဲ့ဆို essential coordinate 3ခုလုံးရှာပြီးတဲ့အခါဆရာတို့ဘာလုပ်မလဲဆိုတော့ဒီကောင်တွေကိုဆရာတို့ graph ထဲမှာနေရာချပါမယ်အဲ့တော့ graph ထဲမှာနေရာချတဲ့အခါဆရာx axis ကို-3နဲ့-1မှာထိသွားတယ် y axis ကို-3မှာထိသွားတယ် turning point က 1,4 ဖြစ်မယ်အဲ့တော့ဆရာအဲ့ဒါတွေအကုန်လုံး information တွေအကုန်လုံး Cartesian coordinate ဖြစ်တဲ့ x y graph ကြီးထဲမှာဆရာနေရာသွားချပါမယ်အဲ့တော့ဒီကောင်ကဘာဖြစ်မလို့ x ဖြစ်မယ်ဒီကောင်ကy ဖြစ်မှာအဲ့ဆိုရင်-3ဆိုရင်1
2 3 minus 1 minus 2 minus 3 1 2 3ဒီနေရာမှာ center origin ရှိမယ် minus 1 minus 2 minus 3 minus 4 1 2 okay အဲ့ဆိုရင် x ကို minus 3နဲ့ minus 1မှာထိသွားတယ်လို့ပြောပါတယ် sorry minus 3နဲ့ 1မှာထိသွားတယ်လို့ပြောပါတယ် y ကိုဘာမှာထိသွားတော့ဆိုတော့ minus 3မှာထိသွားပါတယ်နောက်ဆုံးတစ်ခုဆရာတို့ turning point 1.4 လို့ပြောပါတယ်အဲ့ဆို x က minus 1 y က 4ဆိုတော့ဆရာတို့ဒီမှတ်ကလေးဖြစ်မှာပေါ့အဲ့ဒါရပြီဆိုရင်ဆရာတို့ graph ကိုဆွဲလိုက်လို့ရပါပြီဆရာရဲ့ graph ကတော့နည်းနည်းလေးလွယ်သွားပါတယ်ဒါပေမဲ့ဒါလောက်ဆိုရပါတယ်နော် okay အဲ့ဒါဆိုရင်ဆရာတို့ဒီ graph ရှိမှာပေါ့အဲ့တော့ graph ပြီးတဲ့အခါဆရာတို့အများနဲ့မေ့ခဲ့တာဘာလဲဆိုတော့ graph ကိုနာမည်ပေးဖို့ပါ graph ကိုနာမည်ပေးဖို့မမေ့ပါနဲ့ graph ကိုနာမည်ပေးဖို့မေ့တာဘာနဲ့တူလဲဆိုတော့ဒါကိုမွေးထားတဲ့ကြောင်ကိုမွေးထားတဲ့ခွေးကိုနာမည်ပေးဖို့နာမည်မပေးဘဲနဲ့ခေါ်ခြင်းတဲ့နာမည်ခေါ်ခြင်းလို့ခေါ်နေတာလည်းတူပါတယ်နော်အဲ့တော့ဆရာတို့ graph ကိုနာမည်ပေးပါမယ်အဲ့ဒါဆိုရင်ဆရာတို့အခုလက်ရှိဆရာရဲ့မလာမပါ graph ကလေးကတော့ပြီးသွားပြီဆိုတဲ့သဘောပေါ့ okay ဒါကဆရာတို့ graph ရဲ့ပုံပါနော်အဲ့တော့ -1, -4 မှာ turning point ဖြစ်သွားတယ် y ကို -3 မှာထိသွားပြီးတော့ y ကို -3 မှာထိသွားပြီးတော့ x ကိုဘယ်နေရာမှာထိသွားအောင်ဆိုတော့ -3, 1 မှာထိသွားပါတယ် okay ဆရာတို့ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ဒီလောက်ပါပဲအကယ်၍ဒါရီနဲ့ပတ်သက်လို့မေးခွန်းတွေအများရှိခဲ့ရင်ဆရာကို message မှာဒါပေါင်းpoint comment မှာထားခဲ့လို့ရပါတယ်အဲ့ထပ်ပို့တဲ့ information တွေသိချင်တော့ဆရာတို့ဒီဖုန်းနံပါတ်နဲ့ဒီ email ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ် comment မှာလည်း message တွေထားခဲ့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် good night ပါဆရာတော့ Integra Show မှာ